ကျွန်တော်ကတော့ရင်တော့ရုပ်ရှင်မင်းသားအခုကတော့မသားမင်းသားကိုဖြစ်ဒါမဲ့လည်းကျွန်တော်ဂုဏ်ယူပါတယ်ပီတိလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုကဘာမြေပြင်ကနေထွက်ခွာသွားတဲ့သူတွေကျန်ရည်သူမိသားစုတွေရဲ့အပူမီးကိုငြိမ်းအေးခွင့်ရပြီလုပ်ခဲ့တဲ့အတွက်ကျွန်တော်ချိန်နေတယ်ကျွန်တော်လွန်ခဲ့တဲ့10 နှစ်လောက်ကကျွန်တော်လည်းရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်းရိုက်ခဲ့တဲ့အကျွေးဇာတ်ကားကိုကြည့်ဦးတဲ့သူတွေရှိမှာပါအကျွေးဇာတ်ကားမှာဦးကျော်ဟိန်းနဲ့ကျွန်တော်နဲ့တနတ်ချင်းရှင်ဖြစ်တယ်ကျွန်တော်ရှုံးသွားတယ်ရှုံးသွားတော့ဦးကျော်ဟိန်းကဘာပြောလဲရောင်ချကြိတ်တယ်မင်းလက်ညိုးလေးကွေးတတ်အောင်10 နှစ်လေ့ကျင့်စမ်းပါလေအခုကျွန်တော်နိုင်ကူညီမှုအသင်းရန်ကုန်ကိုလုပ်ခဲ့တာအခု14 နှစ်ပြည့်ပြီအဲ့တော့လက်ညိုးကွေးတတ်မကွေးတတ်တော့မသိဘူးလက်မောင်းကတော့ကောင်းကောင်းကွေးတတ်သွားတယ်အလောင်းနေထမ်းအဲ့တော့ကျွန်တော်ဒီနိုင်ကူညီမှုအသင်းရန်ကုန်ဖြစ်ပေါ်လာပုံလေးကိုကျွန်တော်အချင်းချုပ်လေးကျွန်တော်ပြောပါမယ်2000 ခုနှစ်လောက်ကကျွန်တော်တို့ရဲ့ဂျေဇုရှင်စာရေးဆရာဒါရိုက်တာကြီးဘဘဥဒုခဒီနိုင်ကူညီမှုအသင်းရန်ကုန်ကိုမျိုးစိတ်ချပေးခဲ့တဲ့ဘဘဥဒုခဆေးရုံကျဲဆေးရုံကျတဲ့အချိန်မှာဘဘဥဒုခရဲ့ကတင်ဘေးမှာအမေအိုကြီးတယောက်လာဆေးကုသအမေအိုရဲ့မိသားစုကနေ့စဉ်လို့အမေကြီးကိုလာပြီးတော့ဂရုစိုက်တယ်ကျမကြီးကိုလာစောင့်ရှောက်ကြတယ်တရက်ကျတော့ဆရာဝန်ကပြောတယ်ခင်ဗျားတို့အမေကြီးကိုအိမ်ပြန်ခေါ်ရင်ခေါ်သွားလို့ရပြီဆရာဝန်ကလက်လျှော့လိုက်တဲ့အနေအထားမျိုးပြောတယ်အဲ့ဒီနေရာစပြီးဒီမိသားစုကအမေကြီးရှိမလာတော့ဒါကိုဘဘသတိထားမိဒီလိုနဲ့ပဲအမေကြီးကနောက်3-4 ရက်လောက်နေတော့ဆေးရုံမှာဆုံးပါပါအမေကြီးဆုံးပါပါတဲ့အချိန်မှာအမေကြီးရဲ့ရုပ်ခန္ဓာကိုလမ်းဘေးမှာသိဆုံးတဲ့သူတွေအမည်မသိသေးဆုံးတဲ့ပိုင်ရှင်မဲ့အလောင်းနေတဲ့အတူရောထွေးပြီးတော့တကြိုလိုက်တော့ဘဘတွေ့အဲ့ဒီမိသားစုဘာဖြစ်လို့ကိုမိခင်ရင်းကြီးကိုဆေးရုံမှာတယောက်တည်းရဲဆက်ဆက်ပြစ်သွားတာလေဒါကိုသိချင်တဲ့အတွက်ဘဘစုံစမ်းတယ်စုံစမ်းတော့ဒီမိသားစုနဲ့တွေ့တယ်မိသားစုကရင်ဖွင့်တယ်ကျွန်တော်တို့ကျမတို့အမေကြီးကိုအရန်ချစ်တယ်အရန်တန်ရောစင်ရှိတယ်အိမ်ကိုလည်းပြန်ခေါ်သွားခြင်းတယ်သို့တော့အိမ်မှာဆုံးသွားတယ်ဆိုရင်တကြိုဖို့အတုပဆေးမတတ်နိုင်တဲ့အတွက်ဒီလိုပဲဆေးရုံမှာရင်နာနာနဲ့ပြစ်ထားခဲ့ရပါလို့ဘဘကိုရင်ဖွဲ့အဲ့တော့2000 ခုနှစ်လောက်ကကျွန်တော်ရန်ကုန်မြို့မှာဆိုရင်နိုင်ဖြစ်ပေါ်လာဆိုရင်ဒီလိုကူညီတဲ့နိုင်ကူညီမှုအသင်းဖွဲ့တွေမရှိသေးဘူးအဲ့ဒါဘဘဒါပြစ်မဖြစ်တော့ဘူးငါတို့လူမျိုးမျိုးဘာသာမျိုးစင်ရဲချမ်းသာမရွေးသေဆုံးနေဆိုရင်ကူညီတဲ့အခါမဲ့ကူညီတဲ့ဒီလိုနိုင်ကူညီမှုအသင်းကိုထူထောင်မှဖြစ်မယ်ဆိုပြီးတော့ဘဘဆုံးဖြတ်လိုက်ဘဘဆုံးဖြတ်လိုက်တဲ့အချိန်မှာကြပြိုင်တဲ့ချက်ကျွန်တော်နိုင်ကူညီမှုအသင်းရန်ကုန်တဲ့2 နှစ် 3 နှစ်လောက်စောပြီးတော့နိုင်ကူညီမှုလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့မန္တလေးမြို့မှာရှိတဲ့စာရေးဆရာမကြီးလူထုတော်မှာဆရာတော်ဦးတိတ်ခါတို့ဦးစီးပြီးလုပ်ကိုင်ပေးနေတဲ့ပြမစိုးနိုင်ကူညီမှုအသင်းဆိုတာပေါ်ပေါက်နေပြီအဲဒီပြမစိုးနိုင်ကူညီမှုအသင်းမှာနာယကအဖြစ်ကျွန်တော်ရဲ့ဇနီးရွှေစည်းဘွဲရဲ့အတော်တော်လှမြတ်ကပါဝင်တယ်ဒေါ်လာမျက်ရှိရနေပြီးတော့ဒီနိုင်ကူညီမှုလုပ်ငန်းစဉ်တွေကိုနေ့စဉ်လိုရွှေစည်းကွက်လည်းကြားသိနေတဲ့အတွက်သူလည်းစိတ်ဝင်စားနေတဲ့အချိန်ကျွန်တော်ရုပ်ရှင်တက်တန်းဖြတ်တန်းလာတဲ့အချိန်မှာအများပြည်သူပြည်သားရဲ့ချီးမြှင့်တဲ့တေးဥဆောင်ခြင်းဝင်နဲ့ကျွန်တော်သားရဲ့သမီးရဲ့ပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်ပြည်သူလူထုကိုဘယ်လိုကျေးဇူးဆက်မယ်ဆိုတာကိုဆုံးဖြတ်စဉ်းစားနေတဲ့အချိန်ဒီအချိန်ကြီးတိုက်ဆိုင်သွားတဲ့အတွက်ကျွန်တော်နဲ့ကျွန်တော်ဇနီးဘဘဥဒုကအိမ်ကိုသွားပြီးတော့ငွေလူတိုင်းနဲ့ဒီနိုင်ကူညီမှုအသင်းမှာပါဝင်ခဲ့တာဖြစ်တယ်ကျွန်တော်က2001 ခုနှစ် January လ 1 ရက်နေ့မှာကျွန်တော်တို့ရဲ့ဒီနိုင်ကူညီမှုလုပ်ငန်းကိုစပထမဆုံးအကူအညီပေးရတဲ့ရုပ်အလောင်းကတော့ဘဘဥဒုကရဲ့တငယ်ချင်းဘဘဥဒုကရဲ့မိတ်ဆွေဘဘဥဒုကကျေးရုပ်ထုကိုထုပေးခဲ့တဲ့ဘဘဆရာကြီးဦးဟန်ဒီရဲ့ရုပ်အလောင်းကျွန်တော်ကိုယ်တိုင်သယ်ပိုးပြီးတော့နိဗ္ဗာန်ရင်မောင်းပြီးတော့တကြိုခွင့်ရခဲ့ဒုတိယမြောက်အလောင်းတော့ကျွန်တော်ဇနီးရွှေစည်းကွက်ကိုယ်တိုင်နိဗ္ဗာန်ရင်မောင်းပြီးတော့တကြိုပေးခဲ့တယ်အခုဆိုရင်ကျွန်တော်တို့ဒီ January လ 1 ရက်နေ့ဆိုရင်ဒါကျွန်တော်14 နှစ်ပြည့်ကျွန်တော်အခုလောလောဆယ်အချိန်ကြီးအလောင်းပေါင်း3,4,900 ကျော်ပြီကျွန်တော်အခမဲ့တကြိုပေးခဲ့ရအဲ့တော့
ဒီလုံငါ့ကိုစလုပ်တဲ့အချိန်မှာကျွန်တော်အယူသီးတာတွေစပြီးရင်ဆိုင်ရတယ်ပထမဆုံးအယူသီးတာကျွန်တော်နဲ့အနုပညာလောကမှာအနုပညာညီကိုမောင်နှမတွေဖြစ်တဲ့တချို့သောမင်းသမီးတချို့သောမင်းသားတချို့သောဒိုင်တာတွေကကြော်သူနဲ့ဆိုရင်ရုပ်ရှင်တွဲမရိုက်ချင်တော့ဆိုတာဖြစ်လာဘာဖြစ်လို့လဲဆိုတော့ကြော်သူကမသားလေးကြိုင်နေအတုပချရတယ်အဲ့တော့ကြော်သူနဲ့တွဲရိုက်တယ်ဆိုရင်ငါတို့ကလက်ပိတ်မယ်နာအနှိမ်ခံရမယ်ဆိုတဲ့အယူကြီးအဲ့လိုလက်ပိတ်မယ်ဆိုတဲ့လူတွေပဲရန်ကုန်မြို့မှာရှိတယ်ရေစကြိုမှာတော့မပြောတတ်ဘူးအတုပချတာတွေ့ရင်နိဗ္ဗာန်ရင်ဖြတ်သွားတာကိုတွေ့ရဆိုရင်ပတ်စံအိတ်တွေကိုပုတ်နဲ့ပုတ်အဲ့ဆိုရင်လက်ဝင်နေတဲ့အဲ့လိုလက်ဝင်ကြီးဆိုရင်ကြော်သူထားစရာပတ်စံနေရာတော့မရှိတော့အလောင်း3,400ကျော်ပြီဟုတ်လားအဲ့တော့ဒီဟာတွေကအယူသေးတာတွေအဲ့တော့ကျွန်တော်ဘဘဥဒုက္ခကိုသွားရင်ဖွင့်ဘဘရေကျွန်တော်တို့ဒီရုပ်ရှင်လောကမှာကျွန်တော်နဲ့တွဲချင်းတဲ့လူသိမ့်မရှိတော့ဘူးဘဘသားပေါင်းကြော်သူတဲ့သားကိုမေးမယ်တဲ့ပြင်သစ်သမဏနာမည်သိလားတဲ့မသိပါဘူးဘဘဒါဆိုရင်အီတလီဝင်ကြီးချုပ်ကသိလားတဲ့မသိဘူးဘဘဒါဖြင့်ချာလီချက်ပလန်ကိုသိလားတဲ့ချာလီချက်ပလန်ကဘာကျော်ဟာသာရုပ်ရှင်သေးဥဆောင်ကျော်သိတာပေါ့သိပါတယ်ဘဘလို့ပြောတော့အေးတဲ့ဘဘပြောချင်တဲ့ဖြေရတာပဲတဲ့အောင်မြင်ကြော်ကြားလူကြိုက်များနေတဲ့အမှုပညာသမားတယောက်ဟာကိုအောင်မြင်နေတဲ့အချိန်မှာအများကျိုးသယ်ဖို့တဲ့ဆိုရင်ကိုကြွယ်လည်းကောင်းတယ်အများကြွယ်လည်းအကျိုးရှိတယ်တဲ့အဲ့ဒီစကားနဲ့ပဲကျွန်တော်ယနေ့တိုင်ဒီနိုင်ကုသမှုအသေးရန်ကုန်မှာအများပြည်သူတွေပေးဆက်နေတာဖြစ်တယ်ကျွန်တော်2001ခုနှစ်ကစပြီးတော့ယနေ့တိုင်ကိုသမင်းကိုဝယ်စားရတယ်ကိုကားနဲ့ကိုတက်စီကိုထည့်ပြီးတော့အသင်းဝင်သွားရတယ်အသင်းဒီမိမိအတွက်မဖြစ်စေရမိမိကသာအသင်းအတွက်ဖြစ်စေရမယ်ဆိုတဲ့ဆောင်းပုဒ်ကိုလက်ကင်ပြီးလောက်ကင်ပေးနေတယ်အဲ့တော့နောက်ပြည်လူထုတွေအယူသေးရတယ်ကြုံရပြန်တယ်အဲ့ဒါတော့အလောင်းတယ်တယ်အဲ့ဒီဘာသွားချာဖို့လောင်းသွားတယ်ဆိုရင်လမ်းထဲဝင်မကြိုက်ဘူးနိဗ္ဗာန်ရင်မဝင်ရဆိုတဲ့စိုင်းမုတ်ထောင်ထားတဲ့လမ်းတွေရှိတယ်ရန်ကုန်မြို့မှာဝင်ရင်လည်းကြော်ပဲထိုးပြီးမှဝင်ရတယ်အဲ့တော့ကြော်ပဲထိုးပြီးမထိုးဘဲနဲ့ဝင်နေဆိုရင်ရင်မောင်းတဲ့လူလက်တိနဲ့ထိုးခါရတယ်ရှိတော့ဘယ်ကဝင်ညာမထွက်အောင်ညာဝင်ပဲမထွက်အောင်အစုံကြီးအစမ်းကြီးအဲ့ဒါတွေကလည်းရှုပ်ထွေးနေတာအဲ့တော့ဒီလူတွေကိုကျွန်တော်ကပြောတယ်ကောင်းပြီခင်ဗျားတို့ကနိဗ္ဗာန်ရင်ခင်ဗျားတို့အိမ်ရှိကဖြတ်တာမကြိုက်ဘူးနိဗ္ဗာန်ရင်ကားလာကိုယ်မကြိုက်ဘူးလမ်းထဲဝင်မကြိုက်ဘူးခင်ဗျားတို့ကောင်းဘောကအလောင်းနေနေ့တိုင်းပြန်သွားတာကြာခင်ဗျားတို့ဘာပြောမလဲဆိုတော့ဟာဘယ်မှာအလောင်းနေပြန်လို့လဲတဲ့ပြန်လာဘောလို့ပြည်ပမှာစုံတဲ့မြန်မာလူမျိုးတွေရဲ့အလောင်းနေနေ့စဉ်လို့လေနေနဲ့တဲလာတာဒီလေရင်ကကိုယ်ကောင်းဘောဖြတ်နေတာလေရင်ကြတော့ခင်ဗျားတို့ဂဲနဲ့လည်းပြစ်လို့မရဂွားနဲ့လည်းပြစ်လို့မရဟုတ်လားအဲ့ကြသူဘာမှမပြောနိုင်နောက်ရှိတယ်ကျွန်တော်ရှစ်မိုင်မီးပွိုင်းကျွန်တော်လဲတန်းဘက်ကအလောင်းအတုပချလာပြီးရှစ်မိုင်ရောက်တယ်ဆိုရင်ကျွန်တော်ရေဝေးတုတ်တန်သွားမယ်ဆိုရင်ရှစ်မိုင်မီးပွိုင်းကျရင်ညာဘက်ချိုးပြီးတော့နဝဒေရုပ်ရှင်ဘက်ကနေပြီးတော့မြောက်ဥက္ကလာဘက်သွားဒါထုံးစံသွားနေကြလမ်းအဲ့ဒါကိုရှစ်မိုင်မီးပွိုင်းကနေနဝဒေယုံအထိနိဗ္ဗာန်ရင်မဖြတ်အောင်ဆိုတဲ့အမိန့်ထွက်လာတယ်ဘာဖြစ်လို့မဖြတ်ရလဲဆိုတော့အဲ့မှာ VIP တွေနေလို့တဲ့VIP တွေမသိတော့ဘူးလားလို့ကျွန်တော်မေးချင်နော်အဲ့တော့အဲ့အမိတ်ထွက်လာပြီးနောက်2လ3လလောက်ကြာတော့ကျွန်တော်ရှိဘုံမှုတွေရောက်လာဘုံမှုတွေဦးကျော်သူကျွန်တော်တို့ကူညီပါတယ်ဘာကူညီရမလဲဆိုကျွန်တော်တို့ဘုံမှုချုပ်တယောက်ရဲ့သမီးတဲ့အဲ့ VIP ဝင်းထဲမှာနေတာဆုံးသွားလို့သူ့အတုပချပေးပါကျွန်တော်မမောင်းရဲဘူးလို့2009စက်တင်ဘာတော့စွန့်ကတ်လို့အဖမ်းခံပြီးအခုနိဗ္ဗာန်ရင်မောင်းပြီးထပ်အဖမ်းခံရင်မဖြစ်တော့ဘူးလို့မမောင်းရဲဒါဆိုဘယ်လိုလုပ်မလဲလွယ်ပါလေလို့ခင်ဗျားတို့ကစစ်တပ်ပဲလို့အစိမ့်မြင့်တကြိုခွင့်ရအောင်ရဟက်ရည်နဲ့သေပေါ်လို့နိဗ္ဗာန်ရင်မဖြစ်ရင်ဟုတ်လားဒါတော့မဖြစ်နိုင်ဘူးလေမဖြစ်နိုင်ရင်အဲ့အမိတ်ရုပ်သိမ်းပေးပါဆိုရုပ်သိမ်းသွားတယ်ရုပ်သိမ်းသွားတော့ကျွန်တော်တို့ဘောင်းပေးတယ်တကြိုပေးလိုက်တယ်နောက်အခုကျတော့အဲ့အမိတ်ကပြန်ထွက်လာပြန်အမိတ်နေဥပဒေစာနေတစ်မျိုးညတစ်မျိုးအမျိုးမျိုးဘာလို့ရမှမသိချက်နောက်ရှိတယ်အလောင်းနေအတုပချမယ်နိဗ္ဗာန်ရင်ပေါ်ကားပေါ်တင်နေပြီဆိုရင်ကားထွက်ခိုင်ကြီးရေဦးခွဲတယ်ဒီမှာခွဲမခွဲမသိဘူးရန်ကုန်မှာရန်ခွဲတယ်ကွမ်းစုခွဲကြတာရှေ့မကြည့်နောက်မကြည့်မျိုးစားဆင်ပြီးခြေစလုံးခွဲတဲ့လူကခွဲရေဦးဘာလို့ခွဲတာလဲဆိုဆုံးသွားတဲ့လူနဲ့ကျုပ်တို့ကအိုးစားခွဲသွားလို့အိုးခွဲတယ်အိုးစားခွဲသွားလို့အိုးခွဲတယ်ဆိုရင်ဘာလို့တုတ်တန်ရောက်တော့အခေါင်းထဲကပန်းလေးကိုပြန်ယူရတယ်ဆိုတော့ဝိညာဉ်ပြန်ခေါ်တယ်တဲ့
ခုနပဲခင်ဗျာအိုးစားကွဲတယ်ပြောဝိညာဉ်ကဘာလို့ပြန်ခေါ်တာလဲမဖြေချင်နော်နောက်ရှိသေးရဲ့မဆုံးခင်တော့ကိုယ့်ရဲ့ဘာကြီးဦးလေးလောက်တဲ့သူမြေးလောက်တဲ့သူကနေပြောဘာဘာမိုးဝဲကျွေးပါစေလိုက်ဝဲကျွေးခိုင်းတယ်ဖိုးဖိုးပွဲစည်းစမ်းလိုက်ပို့ပေးပါဆိုလိုက်ပို့ရတယ်ဘာကြီးတို့ဦးလေးတို့စုံလဲဆိုမြေးလောက်တဲ့သူကဘာဘာဖိုးဖိုးဆိုသွားခေါ်ဟဲ့မသားကြီးကိုမကင်နဲ့ကိုယ့်ရဲ့ဦးလေးကိုယ့်ရဲ့အဖေတော်မသားကြီးကိုမကင်နဲ့ပြောတယ်အဲ့လိုမသားကြီးကိုမကင်နဲ့ဆိုတဲ့လူလေးတရိစ္ဆာန်မသားလေးဖြစ်တဲ့ကျက်တို့ငါးတို့ကြတော့ခုတ်ထစ်ချက်ပြုတ်ပြီးတော့ပါဇက်တဲ့တစ်ဖြည်းဖြည်းထည့်နေတရိစ္ဆာန်မသားလေးသင်္ကြန်ကုန်းတရိစ္ဆာန်မသားလေးမိသကြိုဆက်ရလူပါဇက်အဲ့ဒါကိုမေ့ရင်ကြနော်နောက်ဆုံးသွားတဲ့လူရဲ့ပစိုးတို့ဆောင်းတို့တော့အိမ်မှာမထားချင်အဲ့နဲ့ခန်းစည်းစားတွေချုပ်ပြီးဘုံကြီးเจ้าအောင်လှူတယ်ဘာလို့ဘုံကြီးเจ้าအောင်လှူရဆိုတာအိမ်မှာထားရင်ခိုက်မှာဆိုလို့လေခိုက်မှာဆိုလို့ဆိုဆုံးသွားတဲ့လူရဲ့ဆွဲကျိုးတို့လက်စွပ်တို့ခိုက်မှာဆိုလို့ဘုံကြီးမလှူလားဆိုဒါတော့မလှူနိုင်ဘူးလေဘလောက်တရားကြဖို့ကောတော့ဒါတွေကယူသီးတာတွေဒါတွေကလည်းဗန်လေးမျိုးဆရာတော်ဦးတိတ်ခရဲ့ယတသူသာအခွေအနေပြီးတော့ကျွန်တော်ဒီလိုယူသီးတာတွေကျွန်တော်ကောက်နှုတ်ပြီးတော့ဒီကမှာလိုက်ပြောရတယ်အဲ့လိုပြောရင်းနဲ့ရန်ကုန်မြို့မှာဆိုရင်ပြည်လူထုကတော့အယူသီးတာတွေပပြောက်ကျွန်တော်လူမှုရေးအသင်းပွဲတွေအားကိုးလာတယ်ယုံကြည်လာတယ်အကူအညီတွေတောင်းလာတယ်အလူရှင်တွေကလှူလာတယ်အဲ့တော့ပြည်လူထုကအားကိုးတဲ့ယုံကြည်လာပြီဆိုရင်ထုံးစံအတိုင်းနိုင်ငံတော်အစိုးရကနေကျွန်တော်တို့မျက်စိတောက်တောက်ကြည့်တာခံရပြီကျော်သူပဲသွားတယ်ဘာတွေလုပ်တယ်ဘာတွေပြောတယ်အနောက်ကတကောက်ကောက်လိုက်ဒီလိုလိုက်ရင်လည်း2009စက်တင်ဘာတန်ကအရေးခင်းရောက်တော့စက်တင်ဘာတန်ကအရေးခင်းရောက်တော့ကျွန်တော်အဲ့တော့ရုပ်ရှင်မင်းသားလူမှုရေးရလည်းလုပ်တယ်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့နေဘူးမိုးရွာထဲမှာဖဏမပါသီးမပါပဲနဲ့နိတ္တာတော့ရုပ်ဖက်ပူဇော်နေတဲ့တန်ဃာတော်တွေစွန့်စားဖို့ကိစ္စကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့စွန့်ကတ်ရွှေကုန်းရှိပဲမဟုတ်ခြေသွန်းပြားကြီးရှိမှကျွန်တော်တို့တန်ဃာတော်တွေကိုစွန့်ကတ်ကျွန်တော်မိမနဲ့ဆ iam တော်သားမြောင်တို့ကလည်းသူတို့ကသူတို့ကျွန်တော်နဲ့မတိုင်ပင်မဲနဲ့သူအသိစိတ်နဲ့သူတို့မြို့ထဲမှာတန်ဃာတော်တွေရေတို့လိမ့်စီတို့ကတ်အဲစွန့်ကတ်တဲ့အမှုနဲ့ခေါင်းရဲ့အဖမ်းခံခုနကျွန်တော်ရဲ့ biography မှာပြောတာကတော့ခိတ္တထိန်သိင်းချင်းခံရတာအမှန်မှအဖမ်းအောင်ခံနော်ပြည်သေးရုံမှာ4ရက်နောက်အောင်သပြေမှာ3ရက်9ရက်ဖမ်းခံပြီးထွက်လာတဲ့နေ့ကျတော့ဦးကျော်သူရုပ်ရှင်လုံးဝရိုက်ခွင့်မပြုတော့ဘူးလေကျော်သူကားလေးလည်းဆန်ဆန်မကြည့်တော့ကျော်သူကဘယ်ကားမှမပြတော့ဘူးလေစွန့်ကတ်တဲ့အမှုကဘယ်လောက်ကြီးလဲဗုဒ္ဓဘာသာမြန်မာလူမျိုးတွေစွန့်ကတ်ရင်တတိထားကတ်အောင်ကျွန်တော်တို့ဖြစ်နေအောင်နဲ့အဲ့တော့ဒီအမိန့်ကိုထုတ်လိုက်တဲ့အရင်ပြန်ကြားရေးဝန်ကြီးဟောင်းပေါ့ဗျာသူ့ကျွန်တော်မကျေနပ်ဘူးဘာဖြစ်လို့လဲဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရိုးရိုးသေးသေးလေးကိုစွန့်ကတ်တာနော်လက်နှစ်ဘက်ကပခုံးတဲ့လုံးဝမရောက်ရိုးရိုးသေးလေးကတ်တာဒိုရေးလုပ်ဖို့နေတာရိုးရိုးသေးလေးကတ်တာအဲ့ဒါနဲ့ရုပ်ရှင်မှာမရရဘူးဆိုတော့မဟုတ်ဘူးမတရားတော့ဘူးဒါလူ့ခွင့်ချိုးဖောက်တာဆိုကျွန်တော်မကျေနပ်ဘူးသို့တော့ကျွန်တော်လူမှုရေးကိုလုပ်တယ်အဲ့နောက်ပိုင်းကျွန်တော်လူမှုရေးကိုနေရောညအောင်လုပ်လာအဲ့တော့ကျွန်တော်ကုသိုလ်တွေအများကြီးရညာတိုင်းကျွန်တော်ဖျားရှိကိုယ်တိုင်းအဲ့ပြန်ကြားရေးဝန်ကြီးဟောင်းကျွန်တော်အမျှဝေကုသိုလ်တွေပေးတယ်ဖဲ့ပေးတယ်ဟုတ်လားကုသိုလ်ဆိုတာကြောက်တဲ့ယူလို့မကောင်းသူ့လည်းနည်းနည်းတော့ဖဲ့ပေးရမရတော့မသိဘူးအဲ့လိုသွားရင်လည်းကျွန်တော်2010ရွေးကောက်ပွဲနီးလာတော့ကျွန်တော်တို့နောက်ကိုပို့လိုက်တယ်ဘာလို့လိုက်မှန်းလည်းမသိဘူးနာရေးလုံနေတာမသားချနေတဲ့ကောင်နောက်ကိုတောက်လျှောက်လိုက်ကျွန်တော်နိုင်ငံရေးပါတီထောင်ထားတဲ့အဖွဲ့လည်းမဟုတ်ဘူးနိုင်ငံရေးလုံနေတာလည်းမဟုတ်ဘူးပြည်သူတွေကိုကူညီနေတာအဲ့ဒါတောက်လျှောက်လိုက်2010ရွေးကောက်ပွဲနီးတော့ကျွန်တော်ကပြည်မျိုးမှာရှိတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ဆရာတော်ရွှေပောက်ပင်ဆရာတော်ကြီးကျော်သွားတယ်ရွှေပောက်ပင်ဆရာတော်ကြီးကျောင်းဝင်းထဲလည်းရောက်ကောစိုက်ကယ်နဲ့ချက်ချင်းရောက်တာပဲ SB အရင်တော့6လမ်းရေးပေါ့အခုကတော့ရဲ SB ဒီမှာလည်းရှိမှာပါရှိပြီမဲ့ကျောင်းကတော့ပြောမှာပဲမตาချတဲ့အကြောင်းပဲပြောတာပဲဟုတ်လား SB ကရောက်လာပြီးတော့ကိုကျော်သူရန်ကုန်ကဘယ်ချိန်ထွက်လာဘာကားစီးလာဘယ်မြို့ဝင်နေလဲဘယ်ဆိုင်မှာပါခင်းနဲ့စားလဲ
ဒီလိုပါလာလောက်တာမေးခွန်းကတောက်လျှောက်ကျွန်တော်တဲ့အမြင်ကတ်သွားတော့ရွေးကောက်ပွဲနည်းဆိုကျွန်တော်စကားကိုရွက်ပြီးပြောလိုက်ကျွန်တော်စီယုံရေးလာတာပါဆိုဟာလေဘာစီယုံရေးလဲပါတီစီယုံရေးပါလို့ခင်ဗျားဝင်လာဆိုဟာလေခုကျွန်တော်ဘာပါတီလဲမသားပါတီပါလို့ဟုတ်တယ်လေကျော်သူလောက်တာမသားချတဲ့လို့ပဲလောက်တာကျော်သူနောက်လိုက်တင်းချိုင်းဦးနဲ့ဘုံချင်းကြောင်းမဲ့ရောက်မှာအဲ့လိုလိုက်နဲ့တချို့လဲ SP တွေတချို့တာနာပေါင်နဲ့ဝင်တဲ့သူကဝင်သွားပြီနော်လူမွေးသမားဖြစ်တဲ့သူကဖြစ်သွားပြီကျွန်တော်ကုသိုလ်ရတာပေါ့ဗျာဒါကကျွန်တော်တို့ဖြတ်တန်းလာတဲ့အပိုင်းလေးဒီကြားထဲမှာကျွန်တော်ဒီနိုင်လေးလောက်တော့နိုင်လောက်လာတဲ့အချိန်မှာကျွန်တော်တို့တရက်ကိုအလောင်းပေါင်း40နဲ့50ဖြန်းရတကြိုကအဲ့တော့ဘာကြောင့်လူတွေတော့သေတာလဲဒါကိုသုံးတတ်တော့ကျမ်းမာရေးချွေရင်းနဲ့စေဝါမကုသနိုင်စေဝါကုသမှုစည်းကြီးများတယ်ကြီးမြင့်အဲ့တော့ဒါဆိုမဖြစ်တော့ဘူးကျွန်တော်ဒုက္ခကုသိုလ်ပြစေကံဆိုပြီးအခမဲ့စေဝါကုသပြီးစေကံဖွဲ့ပြီးတော့ကျွန်တော်တို့ဒီပြည်မြို့ရောပဲခူးမြို့ဂျိုးပင်ကောင်းမြို့မှာကျွန်တော်ဒုက္ခကုသိုလ်ပြစေကံခွဲတွေထားတယ်ကျွန်တော်ရန်ကုန်မြို့မှာဆိုရင်စေကံတရက်ကိုလူနာအယောက်200ကျော်ကုရဘာကြောင့်ဒီလောက်လူနာတွေများလာလဲဒါကိုပြန်စဉ်းစားတော့အသိဉာဏ်နဲ့ပါတယ်ကျမ်းမာရေးနဲ့ကိုင်းညောင်ဘလို့နေရမယ်ထိုင်ရမယ်ဘလို့စားရမယ်ဆိုတာမသိဘူးအဲ့တော့ဒုက္ခအလင်းပညာရေးဆိုတာပါကျွန်တော်တို့ဒီတတိပညာရှင်တွေအကူအညီနဲ့ကျွန်တော်လုပ်ခဲ့အဲ့တော့ဒီဒုက္ခအလင်းပညာရေးမှာပထမစာကြည့်တိုက်ဖွင့်နေနောက်ပိုင်းရင်ကျေးလိမ့်မှာနေရာဒီကလေးတွေရင်ကျေးလိမ့်မှာတင်နေပကြီးတင်နေနောက်ဆယ်ရန်ကလေးတွေဘာသာဆုံးတင်နေနောက် LCCI computer တင်နေ TOT တင်နေအင်္ဂလိပ်စာ first grade grammar speaking ဒါတွေပြင်ဟောတယ်နဲ့ခီးသွားတင်နေဒါတွေပြီးခဲ့ဟောတယ်နဲ့ခီးသွားတင်နေဆိုရင်ကျွန်တော်တို့တောင်တကုံမြို့နယ်မှာ900ရောင်းနေတဲ့မိန်းကလေး2ယောက်ညီမ2ယောက်သူ2ယောက်ကနေနိုင်ရေးကုညီမှုအသင်းမှာဥကျော်လူအသင်းမှာဟောတယ်တင်နေရှိတယ်ငါတို့တွားကြအောင်အခမဲ့လည်းတင်ပြီးရဆိုပြီးလာတက်တယ်အသင်းနဲ့ဆင်းနေနေပဲသူတို့ပြည်ပနိုင်ငံဟောတယ်ကြီးတစ်ခုကနေပြီးသူတို့2ယောက်အလုပ်ခံလိုက်အဲ့တော့ဒါသူတို့အိမ်မက်တော့မမဲ့နိုင်တဲ့ဘဝတွေရောက်သွားတယ်ဒါတွေကိုကျွန်တော်ကပီတိဖြစ်ရတယ်ဒီအပြင်ကျွန်တော်တို့ဒီရေဘေးလေဘေးမီးဘေးစစ်ဘေးလူမျိုးရေးပဋိပက္ခဒါတွေအားလုံးကျွန်တော်တို့နိုင်တော့တိုက်ဝင်ထားမိရတယ်။တိုင်းနဲ့ဒီ AR မြစ်ဆုံကိစ္စ AR မြစ်ဆုံကိစ္စဆိုတဲ့ AR မြစ်တိမ်ကောသွားတယ်ဆိုရင်မြန်မာပြည်ဒုက္ခရောက်တယ်။ AR မြစ်အကယ်ရေကာတာကြီးများဖြစ်လို့ရေကာတာကြီးကျိုးပေါက်သွားရင်အကုန်ဒုက္ခရောက်တယ်။အဲ့တော့ဒီမြစ်ဆုံရေကာတာကိစ္စကိုကျွန်တော်တို့ရှုံချပွဲတွေလုပ်တယ်။အဲ့တော့ဒါတွေလုပ်လာဘက်ဆုံလုပ်လာပြီးတော့ဒီအမိုက်ကောက်တယ်အမိုက်ပါကောက်တယ်သွားကောက်ရင်းချင်းတန်ရှင်းရေးအတွက်အမိုက်ကောက်တယ်အမိုက်ကောက်တာမနစ်ကကောက်တော့ကျွန်တော်တို့မကောက်နဲ့တဲ့စီပင်သားရခင်ဗျားတို့ကောက်ဆရာမလိုဘူးတဲ့ခင်ဗျားတို့မသားချခိုင်းတာတော်ပြီတဲ့ကျွန်တော်တို့ရှိမှစီပင်ဝင်တဲ့အလုံလောက်ရှိတယ်တဲ့ကောက်ခွင့်မပြုဘူးကောက်ခွင့်မပြုတော့မိုးရွင်းလေးရောက်တော့အမိုက်တွေပိတ်ဆို့ပြီးတော့ရန်ကုန်မြို့တစ်ခုလုံးရေဖုံးလွှမ်းသွားတယ်ဒီနေ့တော့ကျွန်တော်တို့ခွင့်ပြုချက်မတောင်းဘဲကောက်တယ်ကိုယ်အသိစိတ်တဲ့ကိုမြောက်ဒဂုံ42ရပ်ကွက်မှာစကောက်တယ်အင်အားကံပေါ်မှာသွားကောက်တယ်အမိုက်ပုံးတွေကိုစနစ်တကျထားတယ်စွန့်ပြတကယ်ပြန်ပုံလို့ရတဲ့ဒီရေတန်ဘူးကော်ဘူးတွေဆိုရင်ဘယ်အမိုက်ပုံးမှထည့်ရမယ်သူ့အမိုက်ပုံးနဲ့သူစနစ်တကျထားလေးပါကျွန်တော်တို့လုပ်ခဲ့ပြီးအခုအမိုက်ကောက်တဲ့အပြင်ဂလောပါရဲ့ကျွန်တော်တို့ချီးပါကျုံတော့နော်နောက်ဆုံးဆက်တာပဲအဲ့ဒါဘာလဲဆိုပြည်မျိုးမိုးမြစ်တာနိုင်ကူညီမှုအသင်းကိုအလူရှင်တယောက်ကနေပြီးတော့မိန်လာဆုပ်တဲ့ကားလှူမယ်တဲ့ခင်ဗျားတို့လုံမလားဆိုတော့ကျွန်တော်ကပြောလိုက်တယ်လုံတာလုံလို့ပထမဆုံးကျုံတဲ့အလုပ်ကျွန်တော်မောင်းမယ်ကျွန်တော်ပထမဆုံးကျွန်တော်ဒီမိုက်ဒီမိန်လာဆုပ်တာကျွန်တော်ပထမဆုံးဘာလုပ်ပေးခြင်းလဲဆိုဘုံတော်ကြီးကျောင်းကြီးကုညီစေးတယ်ပြောပြကုညီလဲစေးကုညီလဲဆုပ်မိန်လာလဲဆုပ်အဲ့ဒါကိုကျွန်တော်စလုပ်ပြီးတော့နောက်ပိုင်းကျရင်ရက်ွက်တီတဲကိုအကုန်စေးမိလုပ်တယ်နိုင်တော့ကျွန်တော်လုပ်တော့ကျွန်တော်လည်းချီးကျုံတဲ့အဆင့်ကြီးကိုရောက်ဒါပေမဲ့ဂုံယူတယ်အနေကြဆုံးဒီလိုအလုပ်မျိုးလုပ်ရတာဒါအင်မတန်ကုလို့ရတယ်